မြတ်စွာဘုရားဟောတာကြည့်နော်အလူတို့ကအဓိကမဟုတ်ဘူးကောင်းတဲ့ဉာဏ်အဓိကမဟုတ်ဘူးနေတာများတာအဓိကမဟုတ်ဘူးရှင်ထဲမှာဖြစ်တဲ့ဓာတ်တွေမဟုတ်လို့ပဲတက္ကိစ္စဒါနတေတိစိတ်တိကတဝဒါနတေတိကိုယ်စိတ်ကဘာပဲလှူလှူကိုယ်ရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပူဇော်လို့တဲ့စိတ်နဲ့လှူတာချီးမြှောက်လို့တဲ့ကိုယ်ရဲ့နှိမ်ကြရင်ချီးမြှောက်လို့တဲ့စိတ်နဲ့လှူတာပူဇော်လို့တဲ့စိတ်ချီးမြှောက်လို့တဲ့စိတ်တခြားစိတ်တွေမှာပါအဲ့ဒီဟာနဲ့လှူတာစိတ်တိကတဝအဲ့တော့တချို့ကလေအလှမှတလွဲမာနတက်တာရှိတယ်ငါလူကဝတ်သားကျွေးတာဟိုလူကချမောင်ရွက်ပဲကျွေးနိုင်တယ်ဆိုအဲ့ဒါအလကအကုသိုလ်ရှိလားအဲ့ဒီစိတ်ကလူဘဝကိုနှိမ့်ချသွားစေတတ်တယ်ငါတို့ကဒါလှူနေတယ်သူကဒါမလှူနိုင်ဘူးလို့တွေးလိုက်ခြင်းဟာသူ့ရဲ့အလှထုတံပိုးရောချသွားစေတတ်တယ်အဲ့ဒါအတုကတ္တပရဝမနာလို့ခေါ်တယ်အဲ့ဒါတမန်မဟုတ်ဘူးလူရဲ့စိတ်ဓာတ်တံပိုးကျသွားစေတယ်အဲ့လိုတွေးမိလို့ရှိတံပိုးကျသွားတယ်